အခု TIS keypad တွေကို programming လုပ်ပြီးတော့ pattern တွေကို relay နဲ့ dimmer light channel တွေကို control ဖို့ assign ချပေးမှာဖြစ်ပါတယ်။ list ထဲကနေ Luna TFT လိုမျိုး keypad တစ်ခုကိုရွေးချယ်ပါ programming window ဖွင့်ဖို့ double click ကိုနှိပ်ပါသူရဲ့ programming ကတခြား TIS keypad တွေနဲ့ဆင်တူတာကြောင့်ဒါကိုလေ့လာပြီးရတဲ့ဘယ် TIS keypad ကိုမဆို configure လုပ်နိုင်မှာဖြစ်ပါတယ်။ key setting tab မှာ button တွေကို window ရဲ့ဘက်ဘက်ခြမ်းမှာ list လုပ်ထားတာကိုတွေ့ရမှာပါ။ button တစ်ခုချင်းစီကိုရွှေ့ပြီး comment button ကိုနှိပ်က button ရဲ့ function ကို configure လုပ်နိုင်ပါတယ်။ easy comment section မှာ comment type ကိုရွေးချယ်ပါ single channel light ကိုရွှေ့ပါ control လုပ်တဲ့အခန်းနဲ့ channel ကိုရွှေ့ပါ intensity ကို0မှ 100% ထိရွေးချယ်ပါ channel ကတင်ပါဆိုရင်ဘယ် value ကိုမဆိုသတ်မှတ်နိုင်ပါတယ်on off relay channel ကို control နေပါက light ကို on off ပြုလုပ်ဖို့0ဒါမှမဟုတ် 100% ကိုရွေးချယ်ပါ running time ကို minute ဒါမှမဟုတ် second နဲ့သတ်မှတ်နိုင်ပါတယ်ဒါကမီးတွေကိုတဖြည်းဖြည်းချင်းဖွင့်သွားခြင်းဒါမှမဟုတ်ဖြော့သွားခြင်းကိုလှုပ်ဆောင်ဖို့လိုအပ်တဲ့အချိန်ကိုသတ်မှတ်ပေးခြင်းဖြစ်ပါတယ်အလားတူ delay ကို light channel relay နဲ့ dimmer channel နှစ်မျိုးအတွက်အသုံးပြုနိုင်ပါတယ် setting အားလုံး select ပြီးရင် config ကိုနှိပ်ပါ bottom section မှာတော့ module address နဲ့ channel number ပါဝင်တဲ့ comment ကိုတွေ့ရပါလိမ့်မယ် save ကိုနှိပ်ပါ button ကိုစမ်းသပ်ဖို့မီးဖွင့်ဖို့တစ်ချက်နှိပ်ပါပြီးရင်မီးပိတ်ဖို့နောက်တစ်ချက်ထပ်နှိပ်ပါမီးတွေကတင်မာနဲ့ချိန်ထားရဲဆိုရင် brightness အတိုးလျှော့လုပ်ဖို့ button ကိုကြာဖိထားလိုက်ရုံပါပဲတခြား button တွေကိုလည်းဒီနည်းလမ်းအတိုင်း configure လုပ်နိုင်ပါတယ်တကယ်လို့ panel က multiple light page ကို support လုပ်တယ်ဆိုရင် page 1 2 3ကိုရွှေ့ပြီးတော့ page တစ်ခုစီအတွက် button များကို configure လုပ်ပါ dimming and LED setting ဒီ section မှာ output က relay base ဖြစ်ပါက long press dimming function ကိုပိတ်ထားပြီးမလိုအပ်တဲ့လှုပ်ဆောင်ချက်တွေကိုရှောင်နိုင်ပါတယ်dimming value ကို save ဒါမှမဟုတ် do not save အဖြစ်သတ်မှတ်နိုင်ပါတယ် save အဖြစ်သတ်မှတ်ထားပြီးအသုံးပြုသူကဥပမာ60%အထိကြာကြာဖိပြီး dimming လုပ်လိုက်တယ်ဆိုရင်ပြီးမှပိတ်ပြီးမှပြန်ဖွင့်လိုက်မယ်ဆိုရင်60%ကိုပဲပြန်ရောက်သွားပါလိမ့်မယ် do not save ကိုရွေးထားပါက configuration ထဲမှာသတ်မှတ်ထားတဲ့ default intensity ကိုပြန်ရောက်သွားမှာဖြစ်ပါတယ်IR နဲ့တခြားအရာများဒီနေရာမှာ minimum dim value ကိုသတ်မှတ်နိုင်ပါတယ်ဒါမှ lighting က human eye မှာလုံးဝပိတ်သွားတယ်လို့ထင်ရမယ့်အဆင့်အောက်ကိုဘယ်တော့မှမရောက်ရှိစေတော့ပါဘူးတချို့ panel တွေမှာ built-in ဒါမှမဟုတ် external IR receiver port တွေပါဝင်ပြီးတော့လိုအပ်ရင် disable လုပ်ထားနိုင်ပါတယ် Luna TFT panel မှာတော့ SON နဲ့ Titanium TFT လိုမျိုး multiple page များ support ပေးတယ်အခြား panel တွေလိုမျိုးမူနဲ့ appliance များအတွက်တည်တဲ့ page တစ်ခုထားရှိနိုင်ပါတယ် More add tab ကိုရွေးချယ်ပါက More 1 page အောက်မှာ button အချို့ More 2 page အောက်မှာ additional comment များနဲ့ appliance page အောက်မှာအခြား comment များကိုသင်တွေ့ရပါလိမ့်မယ် lighting page များအတွက် configure ပြုလုပ်ခဲ့တဲ့ပုံစံအတိုင်းပဲဒီ button များရဲ့ function တွေကို configure လုပ်နိုင်ပါတယ်